ဒီတော့မှဘုရုံမယ်ဆိုရင်သူအများစုကပနေထားရတာနဲ့ပနေရနေဆိုတိလို့ပေါ့နော်မိကြရည်များတယ်ဒါဒီရတော့ကိုဖြူလိုက်ပါရင်ဒီတော့မှပနေရနေဆိုတာကြတော့ကိုသုံးမဲ့ဒေါ်လာပမာဏကိုမူတည်ပြီးမှရတာပေါ့နော်ဟုတ်မှာဒီမှာကိုကဒေါ်လာသုံးမယ်ဒီရုပ်ကိုကျွန်တော်နေရထားလိုက်မယ်ဆိုရင်ဒါကိုအလုံးပေါင်း$4ကိုဘုထုံမှာဖြစ်ပါတယ်$4ကုန်မှာပေါ့နော်နောက်မှဒီနေ့$2နဲ့9ရက်ထားမယ်ဆိုရင်$10ကိုဘုထုံမှာဖြစ်ပါတယ်ဒီနေ့$3နဲ့9ရက်ဆိုလို့ရှိရင်တော့အလုံးပေါင်း$15ကျမှာပေါ့နော်ဒီလိုကိုကတနေ့ကို$10လုပ်မယ်2ရက်လုံးမယ်ဆိုတော့အလုံးပေါင်း$20ကျမှာဖြစ်ပါတယ်$2နဲ့2ရက်လုံးမယ်ဆိုရင်$4ကျမှာဖြစ်ပါတယ်ပြီးတော့ကိုကဘယ်နဲ့$3နေတာနဲ့ကိုမူတည်ပြီးတော့ရက်ခံရွေးပြီးတော့ထားလို့ရရပေါ့နော်ဥမာကိုက$လုံးမယ်ဒီရက်ထက် run နေတယ်ဆိုရင်တော့ကိုက$ကုန်ပါပေါ့နော်$တရက်စားပေါ့ငါမျိုးထားရတယ်ပဲရက်ကတော့မသိရရှင်နဲ့ဒီမှာပြီးလို့ရပါတယ်ကိုမမှန်မိကလို့ရပါတယ်အဲ့ဒီမျိုးအားရချင်းပြပြပါမယ်နော်